တချို့ကအသက်အရွယ်ကြီးမှတရားပဲလိုက်စားမယ်ဆိုတရားအထုတ်တာအသက်အရွယ်ကြီးမှအထုတ်မယ်ဆိုလို့ရှိရင်အောင်မြင်နိုင်တဲ့အခွင့်အရေးတွေအသက်အရွယ်ကြီးတဲ့ကမှဒါနေသွားပြီအောင်မြင်မှုခက်ခဲသွားပြီဒါကြောင့်မို့အချိန်ခါရှိတော့အရွယ်ကောင်းတော့လှုပ်တဲ့လှုပ်ထိုက်တာလှုပ်ရမယ်လို့ပညာရှိတဲ့သတိပေးတာပဲဖြစ်တယ်ဆိုပါစို့အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်ဟာကိုယ်ချေကိုယ်လက်ကိုမပိုင်တော့တဲ့အနေအထားမျိုးရောက်ပြီအင်အားကြီးပြက်လက်နေမှတရားထိုင်ခြင်းနဲ့တရားအထုတ်ခြင်းနဲ့ဆိုရင်မလွယ်ဘူးပေါ့နော်ခွေးဆုံးရှုံးသွားတယ်ပေါ့ငယ်တုန်းကကြိုးစားမယ်ဆိုရင်အများကြီးရနိုင်တယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကတော့ငယ်တုန်းရွယ်တုန်းမှာစီးပွားရှာတယ်ငယ်တုန်းရွယ်တုန်းမှာပဲတရားရှာကြတယ်ကြီးသွားမှဆိုရင်အခွင့်အရေးမျိုးစုံဟာဆုံးရှုံးသွားတယ်အခွင့်အရေးဆိုတာမရတော့အခွင့်အရေးဆိုတာအခြေအနေတစ်ခုမပေးတာမပေးလို့ရှိရင်လည်းအဲ့ဒီခွင့်အရေးဟာပျက်စီးတာပဲအခြေအနေပေးတဲ့အချိန်လေးမှာကြိုးစားအထောက်ကြရတာဖြစ်